တင်ငန်းယုံဖုန်ကြီးချိုတော်ခြေတော်ရင်းမှာပါစားခဲ့တဲ့ခေတ်သစ်အကြီးကြီးဖိုတခေအားလုံးပဲမင်္ဂလာပါခရစီအန်ကနေပြန်လဲကြိုဆိုလိုက်ပါရီလွန်ခဲ့တဲ့9နှစ်ကျော်10နှစ်လောက်အခါကဟောလီတကြော်ကြော်နာမည်ကြီးခဲ့တဲ့သူကတူခေတ်သစ်နဲ့ဖျားဖိုတခေဆိုတာကိုကြားဖို့ကြမယ်ထင်ပါရီသူနဲ့ဆိုရင်တော့တင်ငန်းယုံဖျားသားတော်ဘုန်းတော်ကြီးတွေတောင်မှသူရဲ့ခြေတော်ရင်းမှာခါစားခဲ့ကြရပါရီဒီလိုချက်တွေကိုလည်းသက်ဆိုင်ရာဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေတန်ခါနာယကားတွေအနေနဲ့လဲဝိုင်းဝန်းတားမြစ်ခါထိုက်တဲ့ဥပဒေစည်းကမ်းတွေကိုချကအရေးယူတင်ပါရီဒီလောက်တောင်မှဖုံးကန်မြင့်ပါစားပေးကိုးကွယ်ခံရတဲ့ဖိုတခေတ်ကဘာလဲဘယ်လိုလူမျိုးလဲဆိုတာသိချင်တယ်ဆိုရင်တော့ကျွန်တော်နဲ့တူယခုဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်ဗျာဖိုတခေတ်ကိုခရစ်နှစ်1988ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာကရင်ပြည်နယ်ဖအံမြို့ဖအံကျေးရွာနီအဖစောလာတင်နဲ့အမီဒေါ်နန်းအေးတင်တို့မှမွေးဖွားခဲ့ပါရီမွေးချင်းလေးယောက်ရှိတဲ့နဲ့ဒုတိယသားပဲဖြစ်ပါရီနာမည်ရင်းကတော့စောကျော်လာတန်းပါရီသူကခေပညာတတ်လူငယ်တဦးဖြစ်ပြီး2014ခုနှစ်မှာရန်ကုန်အဝေးတင်တက္ကသိုလ်မှ BA ဥပဒေဘွဲ့ကိုရရှိခဲ့ပါရီစောကျော်လာတန်းကအသက်18နှစ်အရွယ်မှာရင်ရသေးတပါးဖြစ်လာခဲ့သူပါကရင်ပြည်နယ်ဖအံမြို့ရဲ့ဝေးလံခေါင်တဲ့တောင်တနေရာမှာဖိုတခေတ်ကဘာသာရေးသာသနာရေးလှုပ်ရှားမှုတွေနဲ့ဗုဒ္ဓဘာသာသာသနာအစာအုပ်တွေနဲ့ကရင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုထိမ့်သိမ်းဆောင်ရှောက်ခဲ့တဲ့သူပါဖိုတခေတ်ကသူ့မှာတာမန်လူတွေမမြင်နိုင်မသိနိုင်မပိုင်ဆိုင်နိုင်တဲ့တကုတ်စွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့တကုတ်ရှင်နတ်ဆရာအဖြစ်ယုံကြည်ထားပြီးသူကနတ်ဖျားအဖြစ်ယုံကြည်ထားသူပေါ်တတော်တွေကလည်းအဲ့ဒီချိန်ကသူ့ရဲ့ဒေတာတွေမှာလူဦးရေ900ကျော်ခန့်ရှိပါရီဖိုတခေတ်ကရှေးလွန်လေပြီးတော့အချိန်ကနတ်ဖျား၈ပါးရဲ့ဝိညာဉ်တွေနဲ့သူဟာဆက်နွယ်မှုတွေရှိနေတယ်ဆိုပြီးတော့ဝါရိုင်မိုင်းတိုက်ယုံကြည်နေသူဖြစ်ပြီးဒါတွေကြောင့်ပဲဖိုတခေတ်တကုတ်ရှင်နတ်ဆရာကရင်ရတဲ့ရဲ့အစရှိတဲ့အမည်နာမတွေနဲ့ကြော်ကြားခဲ့ပါရီဖိုတခေတ်နေထိုင်ရာရွာနီးစပ်မှာရှိတဲ့ရွာသူရွာသားတွေရဲ့နေ့စဉ်လူနေမှုဘဝတွေကထူးဆန်းလာတဲ့တဘာဝလွန်အရာတွေနဲ့သာထိကပ်နေဆက်နေတာမို့ဖိုတခေတ်ကိုသူတို့ရဲ့ဝိညာဉ်ရေးခေါင်းဆောင်နတ်ဖျားကိုးကွယ်ရာအဖြစ်လေးစားကြပါရီဖိုတခေတ်ကအဲ့ဒီဒေသရဲ့ကရင်နှစ်တကူပွဲတော်ခမ်းနားဖြစ်မြောက်ရေးအတွက်ခေါင်းဆောင်တအူးလည်းဖြစ်ပါရီဖိုတခေတ်ကဝေပြူကိုးကွယ်သူတွေကိုတွေးဆုံဖို့အတွက်နွားလေးစီးကရွာနှံ့လှည့်လေလေးရှိပါရီဖိုတခေတ်ရဲ့လက်နဲ့ထိမိလိုက်ပြီးဆိုတာနဲ့ထိုသူမှရှိတဲ့ဖျားနာခြင်းဝေဒနာမှန်သမျှကိုတတ်တာပျောက်ကင်းစေတယ်ဆိုပြီးလဲအသိပညာဘုဒ္ဓတာနယ်ပွားတဲ့လူတချို့ကယုံကြည်ကြပါရီဒီလိုချက်တွေကြောင့်ပဲဖိုတခေတ်နေထိုင်ရာနန်းနန်းတဝိုက်ရာဆိုရင်သူနဲ့တွေ့ဆုံဖို့ရာအတွက်စောင့်စားနေတဲ့လူတွေနဲ့လည်းစီကားနေတတ်ပါရီတဲ့ဒီအချက်ကလည်းဗုဒ္ဓတာနယ်ပါလုံးတဲ့ဒိုင်းသားတွေကိုအသိပညာအမှားဗုဒ္ဓတာအမှားအစိတ်ထောက်တွေကိုဝါရမိုင်းတိုက်ထားခြင်းကြောင့်ဖြစ်ပါရီဖိုတခေတ်ရဲ့မွေးနေ့ချိန်ခါကိုရောက်ပြီဆိုရင်လည်းမွေးနေ့မင်္ဂလာခမ်းနားကိုကရင်ရိုးရာထမုတ်စင်ထက်ထိုင်ကလှည့်လည်ပူဇော်ခံခြင်းဆရာတော်တန်ဃာတော်များအားလူပွဲများဆက်ကပ်လူရန်ပြီးတော့ရေစက်ချတရားနာယူခြင်းစတုဒေတာကျွေးမွေးခြင်းတွေနဲ့နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ကြပါရီဒါအပြင်ဖိုတခေတ်ရဲ့ဝတ်စားစီရင်မှုတွေကလည်းပေါ်တော်တဲ့ယူနနန်းဆန်လွန်လာပါရီအနောက်ရက်သို့ခရီးသွားခြင်းစုံခုံကားတွေကထေဆန်းကိုရောရဲ့တင်ငန်းကိုအတူခိုးထားပုံရပါရီမွေးနေ့ပွဲကျင်းပချိန်မှာဆိုရင်လေအနေနဲ့ရရမလူရန်ပူဇော်ကြားတဲ့အလူငွေတွေနိုင်ငံရဲ့ချားမှာကရင်လူမျိုးတပည့်တွေရဲ့လူရန်ငွေတွေဒေတာရင်းလက်လေအလူခံရမှရရှိလာတဲ့ငွေတွေဖိုတခေတ်ကိုတပ်ဝင်ယုံကြည်သူတွေကနေလူရန်ထည့်ဝင်ထားတဲ့အလူငွေတွေရာဘာနဲ့ကောက်ပွဲသီးနှံတွေကိုရောင်းချရာကနေရရှိတဲ့ငွေတွေကိုစုပေါင်းကဖိုတခေတ်ရဲ့မွေးနေ့ပွဲတွေကိုစီကားတိုင်းမြိုက်စွာကျင်းပလေးရှိပါရီ၃ရက်တိုင်တိုင်ကျင်းပတဲ့ဖိုတခေတ်ရဲ့မွေးနေ့ပွဲကာလမှာဆိုရင်ရိုးရာလက်ဝဲပွဲတွေဘောလုံးပွဲတွေအပြင်ဇက်တပင်၅ခုနဲ့မွေးနေ့ပွဲလာပရိသတ်တွေကိုအဲခံဖျော်ဖြေမှုတွေလည်းပါဝင်ပြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အတွင်းမှာရှိတဲ့ဖိုတခေတ်ကိုယုံကြည်သက်ဝင်သူအများပြားကလာရောက်ကြတယ်လို့သိရပါတယ်ဖိုတခေတ်ကိုသက်ဝင်ယုံကြည်သူတအုပ်ကလည်းအဖိုးကအသက်18နှစ်ကနေအခုဒီနေရာမှာလာပြီးတော့ကရင်လူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုဓလေ့တွေကိုပြန်လည်ထိန်းသိမ်းပေးတယ်အဖွဲ့ဝင်တွေကိုလည်း၅ပါးတီလာဆောင်ထိန်အောင်ဆုံးမသွန်သင်ပေးတယ်အထူးအမြတ်ပုဂ္ဂိုလ်တအုပ်အဖြစ်ယုံကြည်ကိုးကွယ်တဲ့အတွက်လာရောက်တာဖြစ်ပါတယ်လို့ပြောခဲ့ပူပါရီဒါအပြင်ဖိုတခေတ်ရဲ့ထူးခြားလာတဲ့ပွဲတော်ကျင်းပမှုတွေနဲ့ဝယ်စားစင်ရင်မှုတွေအပေါ်တချို့ကဝေဖန်ပြောဆိုမှုတွေရှိနေပေမဲ့လေဖိုတခေတ်ကိုယုံကြည်သက်ဝင်သူတွေကတော့အဲ့ဒီခေတ်အခါတုန်းကဆိုရင်တစ်နှစ်တစ်နှစ်နေ့စဉ်နဲ့မျှပုံမများပြားလာခဲ့ပါလေဒါပေမဲ့လည်းဖိုတခေတ်ရဲ့အယူဝါဒတွေပေါ်မနှိမ့်မြို့တဲ့သူတွေကလေဖိုတခေတ်ရဲ့အယူဝါဒတွေကတာမန်မဟုတ်ပဲရိုးသားလုံးနဲ့ကရင်တိုင်းသားတွေရဲ့ပေါ်ကိုရွယ်ချက်ရှိရှိနဲ့စီယုံသိမ်းသွင်းနေတာဖြစ်တယ်လို့ဝေဖန်သုံးသပ်ကြပါရီသူရဲ့ပြောဆိုဟောကြားမှုတွေကလည်းယုတ်တိမဆန်လာပါဘူးဘာသာရေးပြိပခါတွေကြောင့်သွေးချောင်းစည်းရံပွဲတွေဖြစ်လာပြီးတော့အခုလက်ရှိကိုးကွယ်နေကြတဲ့ဘာသာတရားတွေပျောက်ကွယ်သွားခြင်းဖိုတခေတ်သာသနာကနေလိုလားလို့ပေါ်ထွန်းလာမယ်ဆိုပြီးတော့လူတကာစီကိုမိုင်းတိုက်ပြောဆိုခဲ့ပါရီအသိန်းသွင်းခံကရင်လူမျိုးတွေကဖိုတခေတ်ရဲ့ဓာတ်ပုံတွေကိုဖျားစင်မော်ကိုတင်ဖျားနဲ့တကိုင်းနဲ့ထားတန်ဃာတော်နဲ့တဒန်းနဲ့ထားကအကိုးကွယ်နေကြပါပြီ။ဤပညာနေစနစ်တွေတိုးတက်ပြောင်းလဲလာတဲ့ယခုလိုခေတ်ကြီးထဲမှာဖိုတခေတ်ရဲ့အယူဝါဒတွေကမယုံကြည်သူလူတွေအတွက်တော့အယူသာစကားတွေပါပဲ။ဖိုတခေတ်နဲ့အနီးကပ်နေတဲ့အဖွဲ့ဝင်တွေကအမျိုးသားအမျိုးသမီးမရွေးသပင်ရှည်ထားရပြီးနဂတ်တွေကိုပန်းစင်ဝဲဖြူစင်ကျဲဝက်ကပရိတွေကိုချိတ်ဆွဲထားရပါတယ်။ဘယ်နေရာကိုမဆိုဖနက်စည်းခြင်းမပြုဘဲနဲ့တွာလာရပါတယ်။ဝက်ဖြူစင်ကျဲဝက်ထားရတယ်ဆိုပေမဲ့လည်းညက်ပတ်ပေးနေတဲ့အသွင်ကိုသာအများဆုံးတွေ့ရပါတယ်
ဖိုးတခေရဲ့အုပ်ချုပ်မှုအောက်မှာကျောင်းသားဥပတကဖိုးသူတော်ကိုရင်ဥပစင်းဆိုပြီးတော့အဆင့်ဆင့်ရှိပါသေးတယ်ဒီလိုအဖွဲ့ဝင်တွေအတွက်လည်းရွာအတွင်းမှာပွဲလန်းတပင်တွေကိုလည်းကျင်းပပြုလုပ်ပေးပါသေးတယ်ဒီချက်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဖိုးတခေရဲ့အယူဝါဒတွေကပကံခေတ်ကထွန်းကားခဲ့တဲ့အရေးကြီးအယူဝါဒနဲ့ဆင်တူနေတာကိုတွေ့ရပါတယ်ဖိုးတခေရဲ့သားသမီးတွေလို့ခံယူကဝက်ဖြူစင်ကျဲဝစ်အလူခံနေကြတဲ့တက်ကြီးရွယ်ဦးတွေလည်းရှိနေပြီးတော့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အနှံ့အလူငွေတွေကောက်ခံကဖိုးတခေထံကိုအလူငွေတွေကိုအနှံ့ကြရပါတယ်ဖိုးတခေကလုံခဲ့တဲ့နှစ်ပေါင်း20ကျော်ခန့်ကလည်းလူမျိုးစုတစုရဲ့ဘရင်တစ်ပါးဖြစ်သူ့ကိုယ်သူတတ်မှတ်ကဝီနီတော်တွေနဲ့လွဲချော်နေတဲ့ဖျားစီရီပထိုးတွေကိုဒုံရင်ရေတကွန်ဒီတီထားမှုကြောင့်ဗုဒ္ဓဘာသာကရင်လူမျိုးတွေနဲ့ပြဿနာတက်ကဗန်မျိုးနဲ့မိုင်30ခန့်ဝေးလံတဲ့ဂျိုင်းရွာတို့ပြောင်းရွှေ့သွားခဲ့ရပါတယ်အဲဒီနောက်မှဂျိုင်းရွာနေရှိလူရေ900ခန့်ရှိတဲ့ဖိုးတခေနယ်မြေကိုလည်းကရင်ပြည်နယ်အစိုးရကိုယ်တိုင်ပေးရခဲ့ခြင်းဖြစ်ပေမဲ့လေအဆိုပါရွာကဂျိုင်းရွာအုပ်ချုပ်ရေးမှူးလက်အောက်မှာရှေ့မနေတလို့သာဖြစ်ကြောင်းအုပ်ချုပ်ရေးမှူးကပြောကြားခဲ့ပါတယ်ရွေးကောက်ပွဲအတွက်လူစင်းစစ်ဖို့ရာကိုပင်ဖိုးတခေရဲ့ခွင့်ပြုချက်မရတာကြောင့်စစ်ဆေးခွင့်မရခဲ့ပါဘူးလေရွာသူရွာသားတွေအတွက် NGO ဖွဲ့မှပညာရေးစီစဉ်တွေဆောင်ရွက်ပေးဖို့ရာအတွက်ရောက်ရှိလာခဲ့ပေမဲ့လေဖိုးတခေရဲ့ခွင့်ပြုချက်မရခဲ့တာကြောင့်လုပ်ပေးခွင့်မရခဲ့ပါဘူးလေဒီလိုလုပ်ခွင့်မရတာတွေကလည်းရိုးသားပြီးတော့ဗုဒ္ဓတာနေပါတဲ့တိုင်းသားတွေအတွက်ပိုလို့ပင်တနာစရာကောင်းလို့နေပါပြီဖိုးတခေရွာတည်ထောင်ခဲ့တာကနှစ်ပေါင်း20ခန့်ရှိပြီဖြစ်ပေမဲ့လေစာတင်ကျောင်းမရှိသေးဘူးဆိုတဲ့အချက်ကိုဝေဖန်ခဲ့ကြတာကြောင့်စာတင်ကျောင်းတစ်ခုကိုဆောက်လုပ်ပေးခဲ့ပေမဲ့လေအစိုးရဆရာဆရာမတွေကိုလာရောက်တင်ကြားခွင့်မပြုဘဲသူ့ရဲ့အစီအစဉ်တွေနဲ့သာတင်ကြားခွင့်ပြုခဲ့ပါသည်ဖိုးတခေခေါ်စောကြော်လာတန်းနေထိုင်တဲ့ကရင်မျိုးသားကြီးရွာလေးကအခုခါမှာတော့စုစုပေါင်းနေထိုင်သူအိမ်အောင်စု200ကျော်ခန့်နဲ့လူဦးရေစုစုပေါင်း900ကျော်နေထိုင်ကြပြီးရာဘာချန်စိုက်ပျိုးခြင်းစံစပါးနဲ့ရာသီပေါ်သီးနှံတွေစိုက်ပျိုးကစုပေါင်းနေထိုင်ကြကြောင်းသိရပါတယ်ပရိသတ်ကြီးတို့အနေနဲ့ရောသူကိုယ်သူခေတ္တနဲ့ဖျားလို့ယုံကြည်နေတဲ့ဖိုးတခေကိုဘယ်လိုမြင်ကြလဲဆိုတာ comment ဘောက်မှာမှတ်ချက်ပေးခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်